ကျွန်တော်အသက်18အသက်တန်းကျောင်းတက်နေတဲ့အချိန်မှာငါဒီအထက်တန်းကျောင်းကပြီးတော့ဆိုရင်ငါဖေးလုံးနေတဲ့အလုပ်လိုမျိုးပေါ့နော်ငါလုံးမယ်ပြီးငါဒီအလုပ်ငါရင်းနှီးမြုပ်နှံလဲမယ်ငါလုံးဝစုံပြည့်ဝင်တော့မယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေးခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်အသက်တန်းကျောင်းမပြီးခင်မှာပဲကျွန်တော်နိုင်ငံရေးတွေကျွန်တော်ဖြစ်လာခဲ့တယ်ကျွန်တော်ကိုဗစ်တွေကျွန်တော်ဖြစ်လာခဲ့တယ်ကျွန်တော်အများကြီးခက်ခဲခဲ့တယ်ပေါ့နော်ဒီခက်ခဲခဲ့တဲ့အရာတွေကကျွန်တော်တို့ရဲ့စီးပွားရေးနဲ့ဘာမှမသက်ဆိုင်ခဲ့ဘူးဆိုပေမဲ့ဒီနိုင်ငံရေးပြက်လာတဲ့နဲ့အများကျွန်တော်တို့လူပြက်တွေများလာတဲ့ချိန်မှာကျွန်တော်အဖေလေးအလိုလူတွေကတဲအောင်နဲ့ကျွန်တော်အဖေကြုံခဲ့ရတယ်အဲကြောင့်မလို့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့အရာတွေတော်များများအကုန်လုံးကြီးပါအောင်အလင်းငင်ခဲ့ရတယ်ကျွန်တော်တို့ဆုံးရှုံးခဲ့ရတယ်ပေါ့နော်အလိုနဲ့ပဲကျွန်တော်ထက်တန်းကျောင်းပြီးရင်ငါဒီဟာလုပ်မယ်ငါဖေးနှောင်းငါလိုက်မယ်ဆိုတော့အိမ်မက်ကြီးကလုံးဝရောပြက်စီးသွားတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်ဖေးလုံးနေတဲ့ကာပွဲစားတွေပိုင်းကဆိုတာကျွန်တော်အရင်ကြီးမရှိဘူးကျွန်တော်ပတ်စံမရှိဆိုကျွန်တော်ဘလို့မှရှေ့ဆက်လို့မရဘူးပေါ့နော်အဲ့လိုအလုပ်မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အိမ်မက်ကကျွန်တော်ထက်တန်းကျောင်းမပြီးခင်မှာပဲလုံးဝကျွန်တော်တွေးထားတာနဲ့အရင်ကိုကွဲပြားခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်ထက်တန်းကျောင်းပြီးရှင်းမှာပဲကျွန်တော်ဘာမှမလုပ်တတ်ဘာမှမကင်တတ်တဲ့အခြေအနေလိုမျိုးကျွန်တော်တို့ရောက်ခဲ့ပါတယ်ဘာမှမလုပ်တတ်ဘာမှမကင်တတ်ဆိုတာဘယ်လိုမျိုးလဲဆိုရင်ငါဘယ်အလုပ်လုပ်ရမလဲဆိုတာမျိုးစီရှာရှင်းမှတ်တာလည်းမရှိဘူးငါဘာလုပ်ရှင်လဲဆိုတာမျိုးလည်းငါရှင်းမှတ်တာလည်းမျိုးမရှိဘူးပေါ့နော်ငါလုပ်ရှင်ခဲ့တဲ့အရာလည်းမဖြစ်လာတော့ဘူးဆိုတော့ငါဘယ်ဟာရွေးတင်မလဲဆိုတာမျိုးကျွန်တော်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်တော်တငယ်ချင်းနဲ့တိုင်ပင်တာတွေပဲကျွန်တော်ရှိခဲ့တယ်ဟဲ့အောင်မင်းဂျပန်စာလေးပါလေးတက်ကြည့်ပါလားဘာညာတာကကျွန်တော်နဲ့တိုင်ပင်ခဲ့တဲ့အချိန်မှာကျွန်တော်လည်းဤကွာငါလည်းဒီမှာဘာမှလုပ်ဆရာမရှိမဲ့တူဆိုတော့ငါလည်းတက်မယ်ကွာဆိုပြီးတော့ကျွန်တော်3ယောက်ကျွန်တော်ဂျပန်စာကျွန်တော်သွားတင်ခဲ့တယ်ပေါ့နော်တင်တဲ့အချိန်မှာကျွန်တော်တို့က3ယောက်ဆိုတော့ကျွန်တော်တို့ဆရာမအိမ်ကြီးကျွန်တော်သွားပြီးတင်ရတယ်ပေါ့နော်အမှကျွန်တော်တငယ်ချင်းအလိုသူ့ရဲ့ညီလေးတယောက်ပါတယ်ဆိုတော့ကျွန်တော်စုပေါင်း4ယောက်ပေါ့နော်စတင်တော့ကျွန်တော်တို့4ယောက်ဆိုပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့တင်းနဲ့ပဲကျွန်တော်တငယ်ချင်းနဲ့သူ့ရဲ့ညီလေးတွေအကုန်လုံးကသူတို့ကဆက်ပြီးတော့မသွားကြတော့ဘူးအချိန်မှာကျွန်တော်ဂျပန်စာလေးလာတဲ့လူဆိုတော့ကျွန်တော်တယောက်ပဲကျန်တော့ပေါ့နော်ဒါပေမဲ့လည်းအေးငါဒီ N5 တွေတော့ငါပြီးရတော့မယ်ဆိုပြီးတော့စူးစမ်းပန်းစားကျွန်တော်တက်ခဲ့တယ်အဲ့လိုနဲ့ပဲ N5 ပြီးတာကျွန်တော်တယောက်ပဲကျန်ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော် N4 ဘယ်လိုလုပ်ခဲ့လဲဆိုရင်ကျွန်တော်ဆရာမကိုမိတယ်ဆရာမကြီးကျွန်တော်ဆရာမတို့ကြောင်းပြောင်းပြီးကျွန်တော်လာတက်မယ်ပေါ့နော်ကျွန်တော်တောင်ကြီးကကြည့်ချင်တဲ့အကြောင်းကျွန်တော်သွားတက်ခဲ့တယ်ပေါ့နော်အဲ့ဒါပဲကျွန်တော် M4 တက်တယ်ကျွန်တော် M3 တက်တယ်ပေါ့နော်တက်နေတဲ့အချိန်တွင်းမှာလေကျွန်တော်တို့အလုံးဝပေါ့နော်ကျွန်တော်တို့အလိန်ခံရတဲ့အချိန်မှာအကျွေးတွေအများလေးတင်တယ်ကျွန်တော်အဆင်မပြေဘူးအများကြီးပေါ့နော်ကျွန်တော်တို့အရင်တော့ပိုင်ဆိုင်ခဲ့တာတဲ့ကိုကျွန်တော်2စားလောက်ပို့တော့ဆုံးရှုံးခဲ့ရတယ်ပေါ့နော်အကြောင်းမလို့ရတဲ့အလုပ်ကျွန်တော်ဝင်လုပ်တယ်နည်းနည်းရလဲကျွန်တော်လုပ်မယ်များများရလဲကျွန်တော်လုပ်မယ်ရတဲ့အကုန်လုံးကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်အရှိနေရတော့ဘယ်လောက်ထိစိုးစားလဲဆိုရင်ကျွန်တော် N3 တင်နေချိန်မှာကျွန်တော်စားတော့ဆိုင်စာတင်နေပေါ့နော်စားတော့ဆိုင်စာဖောင်တင်ဖို့ကျွန်တော်တို့ပတ်စံ3သိန်းခွဲတော့ကျွန်တော်လက်မှမရှိတော့တဲ့ရှိနေမျိုးကျွန်တော်တို့ရောက်ခဲ့တယ်ဒီနေ့ကိုသွားတဲ့ချိန်မှာလေသူများလက်ဖက်ရည်ဆိုင်ထိုင်နေချိန်ကျွန်တော်ကသမင်းထုတ်သွားတယ်ပေါ့နော်ကိုယ်တိုင်ကြီးရိမ်မှာပဲကျွန်တော်သွားပြီးစားတာမျိုးတွေကျွန်တော်အပြင်စားတွေမစားတာမျိုးတွေကျွန်တော်အဲ့လိုမျိုးလောက်တိကိုကျွန်တော်တီးခံပြီးကျွန်တော်နေခဲ့ရတယ်ကျွန်တော်လည်းပြောရှင်နေတာပေါ့ဗျာဘယ်လိုလဲဆိုကျွန်တော်တို့ဒီအထက်တန်းကျောင်းတက်တဲ့ချိန်မှာလေစိတ်ပင်ပန်းစရာတွေကျွန်တော်အများကြီးကျွန်တော်ကြော်ပြက်လာခဲ့ရတယ်ပြီးရင်လည်းကျွန်တော်ထက်တန်းကျောင်းပြီးချိန်မှာပဲကျွန်တော်တခြားလူငယ်လိုမျိုးပြပြပါကျွန်တော်တိတ်မနေရပေါ့နော်ဘယ်လောက်ထိတောင်ခက်ခဲခဲ့လဲဆိုရင်ကျွန်တော်အရှိနေရပေါ့နော်အရှိန်တော့အကြောင်းရနေနောက်တစ်ခါပြန်မပြောရှင်တော့ကျွန်တော်အရင်မုန်းတီးခဲ့ကျွန်တော်အရင်အောင်စိတ်ကုန်ခဲ့တယ်ပေါ့နော်အဲ့နဲ့ပဲကျွန်တော်ဂျပန်စာမေးပွဲတွေကျွန်တော်ဖြေတယ်ဖြေတဲ့အချိန်မှာလည်းအဆင်မပြေတဲ့ကြားနဲ့ကျွန်တော်စာမေးပွဲလေးကြားကြည့်တယ်စိတ်ဓာတ်တွေလည်းကြားတယ်ဗျာဒါပေမဲ့လည်းရက်နေလို့လည်းမရဘူးနောက်ဆုံးတော့လေငါနောက်မှာကြောက်ကဘာပဲရှိရတယ်ဆိုတဲ့ခံစားချက်နဲ့ကျွန်တော်ရှေ့ကိုဆက်တယ်အဲ့လိုရှေ့ဆက်နေပဲကျွန်တော်တဖြည်းဖြည်းနဲ့အဆင်ပြေလာခဲ့တယ်ဒါပေမဲ့လေအင်တာဗျူးဖြေတဲ့အချိန်မှာကျွန်တော်အသက်18ပဲရှိသေးတယ်လာတဲ့အင်တာဗျူးတွေတော်တော်များများလေအသက်20နဲ့30အတွင်းခေါ်တာများလေဆိုတော့ကျွန်တော်ဆီယမကိုတောင်းမှန်ပြောတယ်ပေါ့နော်ဆ
ဆရာမရေဟိုကျွန်တော်နာမည်လောထည့်ပေးပါလားအဆင်ပြေကောင်းပြေသွားနိုင်တယ်ပေါ့နော်အဲ့ဒါနဲ့ဆရာမထည့်ပေးလိုက်တဲ့အချိန်မှာအဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်အသက်16မှာပဲကျွန်တော်အင်တာဗျူးတွေကျွန်တော်အောင်ခဲ့တယ်ပြီးတော့ကျွန်တော်ဂျပန်လာဖို့ကျွန်တော်အဖေကိုယ်တိုင်ဘယ်သူပဲတောင်းဝေမရောင်းတဲ့ကားကိုသူကိုယ်တိုင်ရောင်းလိုက်တယ်ပေါ့နော်အဲ့နဲ့သူဘယ်လိုတွားလာလဲဆိုရင်ကျွန်တော်အမိစီးနေဆိုင်ကယ်လောကြအဆုပ်လေးကိုသူစီးပြီးတော့သူတွားလာတယ်ပြီးတော့ကျွန်တော်ရန်ကုန်ကျွန်တော်ရောက်လာတယ်တင်တန်းနေပန်းတက်ပြီးတော့ကျွန်တော်ဂျပန်ကိုကျွန်တော်အလိုနေပဲကျွန်တော်ရောက်လာခဲ့ပါတယ်ဂျပန်ကိုရောက်အောင်တွားနိုင်မယ်ဆိုရင်အရာအလုံးအဆင်ပြေမယ်လို့တွေးခဲ့တယ်ဆိုပေမဲ့ဒီရောက်တဲ့ချိန်မှာလေဘူပန်တော့ကားတွေနဲ့ CPC မှုတွေကတော့ဘယ်လိုမှမရော့သွားခဲ့ပါဘူးအစိုးရကအကောင့်လို့ပြောလို့ရတယ်ဆိုပေမဲ့အကောင့်တွေကလည်းအစိုးရအများကြီးရှိနေအောင်ကျွန်တော်ကောင်းလေးကိုနားလေသဘောပေါက်လာခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့လေဒါဘဝလို့ခေါ်တာပဲကျွန်တော်တင်ပါတယ်ကျွန်တော်ခက်ခဲမယ်ကျွန်တော်ဖြိုလေးမယ်လေးကြမယ်ပြန်ထားရမယ်ကျွန်တော်ရှေ့ဆက်သွားရမယ်ကျွန်တော်ထပ်ပြီးဖြိုလေးအောင်ပါပဲဒါကိုကျွန်တော်ဘဝလို့ကျွန်တော်ထင်မိပါလေကျွန်တော်တို့ဒီအသက်18 19 20ဝန်းကျင်နေပေါ့နော်လူငယ်တွေတော်တော်များစိတ်ဖိစီးမှုတွေကျွန်တော်တို့အများကြီးကြုံလာရအောင်မယ်ကျွန်တော်တို့လမ်းတွေပြောင်းမယ်အခက်အခဲတွေအများကြီးကျွန်တော်တို့ရှိမယ်တာဝန်ကြီးမားတဲ့တာဝန်ကျွန်တော်တို့ပခုံးပေါ်ရောက်လာတာမျိုးကျွန်တော်တို့ရှိလာပါလိမ့်မယ်ဒါပေမဲ့အားမငယ်ပါနဲ့ခမရတယောက်တည်းမဟုတ်ပါဘူးခမရနဲ့တတ်သူကျွန်တော်တို့ကြုံတွေ့လာခဲ့တဲ့လူတွေအများကြီးရှိတယ်ကြုံနိုင်ရမယ့်လူတွေအများကြီးရှိပါတယ်ဒါကြောင့်မို့ရှေ့ကိုပဲဆက်သွားပါစိတ်ပြက်အားငယ်နေဖို့မလိုပါဘူးခင်ဗျာ